ကယ်တမ်းကြလို့ရှိရင်အရက်ရှက်ဖို့ကောင်းတယ်နော်အမြန်လန်းရဲမင်းရဲ့ကောက်ကိုပြစ်ခံရတာလာချိုးမှာ MND ကိုကန်းကအခုလူသစ်စုနေတယ် TNN တွေလည်းလူသစ်စုနေတယ်စားနေရိတ်ကနဲ့လက်နက်တွေသူတို့စုနေတယ်သူတို့ကစုပြီးဘယ်ကိုတိုက်မလဲဆိုနံပါတ်1ကမိုင်းရဲကိုတိုက်မယ်နော်မိုင်းရဲကိုတိုက်မယ်မိုင်းရဲကိုမတိုက်ရင်နံပါတ်2ကပြင်ဦးတွေကိုတိုက်မယ်ဆိုတဲ့သတင်းကအခုထွက်နေပြီနော်အခုသူတို့အားမွေးနေတယ်အရှိန်ယူနေတယ်ကျွန်တော်ပြောတာယုံကြည်မယုံမယုံကြည်နေစစ်မျက်နှာပြင်အကုန်လုံးကောင်းတယ်မိုးပြဲတစ်ခုတော့မကောင်းဘူးမိုးပြဲမှာတော့သူချကူချချနေတယ်ဒါပေမဲ့အကြရှုံးကတော့နှစ်ဖက်လုံးမှာရှိပုံရတယ်ဒါပေမဲ့ကိုယ့်ဘက်ကပို့ပြီးတော့မှကြာရှုံးမှုရှိနေတယ်ဆိုတော့အတန်တွေကျွန်တော်ကြားနေရတာရှိတယ်ပေါ့နော်ဒါကတော့စစ်တိုက်တာဆိုတော့ဟိုမပြောလို့ဘူးအကြာရှုံးတာပဲလေအဲ့တော့လာချိုရမကငြိမ်နေတယ်အခုကျွန်တော်တို့တက်မတော်နောင်ချိုတိမ့်ပိုက်မယ်ထားအောင်ကျွန်တော်တို့ကဒီ MND ကိုကန်ကိုတခါတည်းလာချိုမျိုးကနေအပြီးမောင်းထုတ်ရမှာနော်အပြီးမောင်းထုတ်ရမှာနော်မောင်းမထုတ်ဘဲနဲ့ဒီတိုင်းဟိုင်ငင်စာချုပ်ရလို့အဝိုးလို့ဒီလိုလီလိုမိုးလိုလုံနေရင်မိုင်းရမဟုတ်ခင်ပြင်ဦးတွေကိုတိုက်လိုက်မယ်အဲ့ဒီတည်င်းကတီးတီးကြကြခိုင်ခိုင်မာကျွန်တော်စီကိုရောက်နေပြီနော်ကျွန်တော်ကြိုပြောရင်မှားခဲ့တယ်နော်